ဒီနေ့အဖေဆုံးတာ6နှစ်ပြည့်အမေတရားရိပ်သာဝင်ကျင်လို့ဘန်ကောက်ကနေ2နာရီလောက်ဝေးတဲ့ဖာအောက်တော့ရရိပ်သာကိုသွားဖြစ်ပါတယ်ရိပ်သာအဝင်လမ်းမှာရင်တစ်ပင်နဲ့အုပ်အုပ်ဆိုင်ဆိုင်နဲ့တော်တော်လေးကိုတာရပါတယ်ကန်နေလည်းအများကြီးရှိပါတယ်အခုမြင်နေရတဲ့တိမ်ကဖာအောက်ဆရာတော်ကြီးကိုယ်တိုင်တိမ်သမုတ်ပေးထားတဲ့တိမ်ဖြစ်ပါတယ်ဒါကတော့ဓမ္မယုံဖြစ်ပါတယ်တရားထိုင်တဲ့ဓမ္မယုံဖြစ်ပါတယ်ဘေးမှာလည်းကန်ကြီးရှိပါတယ်လေကောင်းလေသံလည်းအရင်ရပါတယ်ဒီဖောက်တော်ရရိပ်သာဟာအထိုင်းလူမျိုးအမျိုးသမီးတက္ကမကြီးတူတဲ့လှူထားတာဖြစ်ပြီးတော့မြေရောအကြောင်းဆောင်တွေရောလှူဒန်းထားတာဖြစ်ပါတယ်ယောဂီရေဆောင်တွေရောဥပဇင်းနေအတွက်အကြောင်းတွေရောအများကြီးရှိပါတယ်ကျောင်းဝင်းတစ်ခုလုံးမှာလည်းကံပေါင်းများစွာနဲ့တစ်ပင်ရိပ်ပေါင်းများစွာနဲ့အုပ်အုပ်ဆိုင်ဆိုင်ဖြစ်ပါတယ်တကယ်ကိုတော့ရအင်္ဂါရက်နဲ့ညီညွတ်ပါတယ်ဒါကတော့အမျိုးသမီးယောဂီဆောင်ပဲဖြစ်ပါတယ်အမျိုးသမီးယောဂီဆောင်အားလုံး6ဆောင်ရှိပါတယ်အဘောရအောက်ထပ်ပါဒါကတော့ဓမ္မယုံအတွင်းပဲဖြစ်ပါတယ်ဓမ္မယုံမှာလည်းပန်ကားတွေရှိပါတယ်ဒါကတော့ကျမတို့ရောက်သွားတဲ့အချိန်မှာကိုရင်လေးတွေအပား200လောက်ရှိပါတယ်အခုဆွမ်းစားဖို့တန်းစီနေကြတာဖြစ်ပါတယ်ဒါကတော့ယောဂီတွေဆွမ်းစားဖို့ဆောင်နေကြတာဖြစ်ပါတယ်ဖားအောင်ရိပ်သာရထုံးစံတိုင်းဘူဖေးကျွေးမှာဖြစ်တဲ့အတွက်ဘူဖေးကျွေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ဒီဆွမ်းစားဆောင်ကတော့တော်တော်ကျဲပါတယ်ကိုရင်လေးတွေကိုဒီမှာဆွမ်းစားဖို့ပြင်ဆင်နေတာပါဘူဖေးစနစ်နဲ့တန်းစီပြီးတော့ဟင်းထည့်ပြီးတော့တန်းစီပြီးတော့ကြွားသွားကြတာဖြစ်ပါတယ်ဒါကတော့ဥပဇင်းနဲ့ယောဂီတွေဆွမ်းမစားခင်မှာရွတ်ဖတ်ပူဇော်နေတာဖြစ်ပါတယ်ဒီနေ့အလှူရှင်အားလည်းပဲမြန်မာပဲဖြစ်ပါတယ်ဒါကိုရင်လေးတွေဆွမ်းမစားခင်မှာရွတ်ဖတ်ပူဇော်နေတာဖြစ်ပါတယ်ဒါတော့အမျိုးသမီးယောဂီဆောင်မှာ2ယောက်ခန်းနေဖြစ်ပေနဲ့လူနေလို့ရှင်1ယောက်စီနေရာချထားပေးပါတယ်အဲကွန်ပန်ကားချင်လုံးစကားအကုန်ပြည့်စုံပါတယ်တော်တော်လေးအဆင်ပြေပါတယ်ရှင်